Hello အားလုံးပဲမင်္ဂလာပါကိုမျိုးလေးရဲ့အခြေအနေကိုတတိတရနဲ့မိထားကြတဲ့သူတွေအတွက်ရောမျိုးလေးကိုလွမ်းနေကြတဲ့သူတွေအတွက်ပါဒီဗီဒီယိုလေးကိုရိုက်ကူတင်ဆက်ပေးလိုက်ပါတယ်ဗျာကဲဆိုတော့ကျွန်တော်တို့မိုးကုမျိုးရဲ့အဝင်မင်းတရာရက်ကွက်ကနေစပြီးခရီးလေးစလိုက်အောင်ဗျာတချင်းအေးလေးနားထောင်ရင်မျိုးလေးပတ်ကြည့်ရင်နဲ့အခုလက်ရှိအခြေအနေတွေကိုလည်းကျွန်တော်တခါတည်းပြောပြပေးသွားပါမယ်မင်းတရာရက်ကွက်ထဲမှာတော့ဆိုင်ကယ်သွားလာတော်တော်လေးကျဲနေတာတွေ့ရပါလိမ့်မယ်စီဗင်တိုင်ယာလန်ဒရှောင်းနဲ့ထင်းကျူးချံဘက်တွေမှာလည်းအရင်လိုလူမစီသေးဘူးဗျပြောရရင်တော့လူတွေပြောသလောက်မြို့ထဲမှာတိတ်မရှိလို့ထင်ရပါတယ်ဗျကဲကျွန်တော်တို့ဗရမ ्या ဈေးဘက်ကိုတစ်ချက်လောက်ဝင်ကြည့်ရအောင်ဈေးဝင်မှာတော့အတန်းငါရောင်းတဲ့အန်တီကြီးတွေကိုမြင်ရတဲ့လောက်မရှိသေးပါဘူးဈေးတွေကိုစက်ဝင်ကြည့်မယ်ဆိုရင်တော့ဈေးတဲ့အန်တီတွေကအပြင်ဘက်ထွက်ပြီးရောင်းနေကြပြီလို့လည်းသိရပါတယ်ပစ္စည်းကတော့အစုံလင်းရနေပြီဆိုပေမဲ့အောင်ချမ်းသာဈေးလောက်တော့မစီသေးဘူးလို့ပြောရမယ်ဗျကဲမြို့တွေဘက်ကဆက်ဝင်ကြည့်အောင်ဗျကျောင်းကြီးရှိတော့ဆိုင်လေးတွေပပစားဖွင့်နေပါပြီစံပြလမ်းဘက်ကတော့တော်တော်လေးငြိမ်နေတယ်ဗျမြို့ရဲ့အခြေအနေကတော့မြင်ရတဲ့အတိုင်းပါပဲလုံးဝကြီးမချောက်ကပ်ပြီးမဲ့ဒီ ECC တော့ရှိနေပါသေးတယ်ရုပ်ရှင်ဘက်ကလည်းတစ်ချက်သွားကြည့်အောင်ဗျဒီဘက်မှာတော့လူလေးတွေနည်းနည်းရှိတာတော့တွေ့ရတယ်စီးပွားရေးအဓိကလုပ်တဲ့နေရာဆိုတော့လေလှလှရှားရှားတော့ရှိတာပေါ့ဗျာဒါပေမဲ့ဒီလန်တလျှောက်ကတော့မြင်တဲ့အတိုင်းပဲဗျတော်တော်လေးကိုတိစိညင်တက်နေပါတယ်အခုညနေဆောင်တော့ဈေးတန်းလေးကဒီဘက်ကိုပြန်ရောက်လာပါပြီညနေပိုင်းဆိုရင်တော့လူလေးနည်းနည်းစီတက်လာပါတယ်အခုကျွန်တော်မဝင်ရှိကိုရောက်လာပါပြီဗျမြင်ရတဲ့အတိုင်းမစိုးဝဲပြောရမယ်အရင်ရက်တွေထက်ဆိုင်တော့တော်တော်လေးပြန်စီလာတာတွေ့ရမှာပါကဲကျွန်တော်တို့ပြီးတော့တကြောပဲဘာတွေဖွင့်နေပြီလဲဆိုတာကြည့်ရအောင်ဗျာလောလောဆယ်တော့အမ်ဘာတစ်ခုပဲဖွင့်သေးတယ်ဗျချန်နယ်ဆိုင်တွေကတော့အခြေအနေအရပိတ်ထားတာများနေပါသေးတယ်ခုဆိုရင်တော့ကျွန်တော်တို့ခရီးလေးကဗရမ ्या ဈေးဘက်ကိုပြန်ရောက်လာပါပြီတကယ်လို့တငင်ချင်းတို့အနေနဲ့နောက်ထပ်အောင်ချမ်းသာပိတ်ဆွဲလဲဦးဘက်ကအခြေအနေတွေကိုပါကြည့်နေသေးတယ်ဆိုရင်လည်း comment မှာပြောခဲ့ပေးကြပါအောင်ဗျကျွန်တော်နောက်ဘက်တွေမှာအဲ့ဒီဘက်ကိုတပတ်ပြန်ပတ်ပြီးဗီဒီယိုလေးတွေတက်ရက်ပြီးတော့မှဖြစ်ပါတယ်ဆိုတော့မိုးကုတ်သူမိုးကုတ်သားများအားလုံးတာရတဲ့နေ့လေးဖြစ်ပါစေလို့ဆုတောင်းရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြရစီဗျာ